所以要所以老多没得关门。阿သရီကျွန်တော်ဒီနေ့အလုံးနားတယ်လေဗျာဟိုမိမကိုရုပ်ရှင်လိုက်ပို့ပြီးရှင် ဟာမင်းတို့ကတော့လုတ်ပြီကွာအလုတ်ကအရေးကြီးပါတယ်ဆိုမှမင်းတို့အားနေမိမနာကပ်ဖို့ပဲစဉ်းစားနေ ဩအာစီကတော့ခတ်ပြီဟိုကျွန်တော်တို့ပယံသမားတို့ကာယီသမားတို့ဆိုတာအလုတ်ကြီးဖိလုံနေလို့မရဘူးဟိုမိမလားလေနည်းနည်းလေးအချိန်ပေးရပြီ ဘာဆိုင်လို့လဲ ဩဒီလိုလေးအာစီရဲ့ဟိုကျွန်တော်တို့ကမနက်ခင်းအစောကြီးဆိုအလုတ်ကိုသွားမိုးရှုံးမှပြန်လာမိုးရှုံးတော့ကြတော့လေပင်မန်းတော့အစောကြီးအိတ်ဒီလိုနဲ့တန်နေရလဲနေရမဟုတ်ဘူးလား အဲ့နဲ့ အဲ့ကြတော့မိမအချစ်တွေပေါ့ပြီးတော့နောက်တစ်ယောက်ရသွားနိုင်တယ်လေအာစီရဲ့ ဟုတ်တယ်နော်ငါသားလေးဆိုရင်ကွာရမွေးကနေကငါ့ကိုကောင်းကောင်းမမြင်ဘူးရှာတော့ငါ့ကိုသူ့ဖေမန်းကိုတိတ်မသိဘူးကွာ ဟင်အဲ့ဒီအဆင်ကိုရောက်နေပြီဟာအိုးအဲ့ဒါကြောင့်မလို့အာစီခေါင်းကြီးကကြော်ကြီးကလေကလေးရှင်မငိုပဲနဲ့အာစီရှင်ကလေးကတောက်ချောက်ငိုနေတာဒါကြောင့်ငို ဟာမဖြစ်ဘူးရအလုတ်ပိတ်တယ်ကွာရပြပြန်တော့မှငါ ဟာပြောတော့အာစီပြောတော့အရေးကြီးလို့ဆို အလုတ်တဲ့အရေးကြီးသွားပြီရငါသားတော့မှခေါင်းရင်အိမ်ကအလုတ်တိုင်မရှိတဲ့ကြော်ကြီးကိုသူ့ဖေထင်နေမှာဆိုလို့ဟေး